အားလုံးမင်္ဂလာပါအခုမနက်ခင်းမှာပေါ့နော်အရာထထချင်း mindfulness meditation လေးကိုသွားမှာပေါ့လေအရင်ဆုံးမျက်လုံးလေးကိုမိတ်လက်ကလေးနှစ်ဖက်ကိုရှက်ပြီးတော့10မိနစ်ခွေထိုင်ထားပါပေါ့နော်အဲ့ဒါပြီးသွားလို့ရှိရင်ကိုယ့်ရဲ့စိတ်ကိုနာတီးဝါမှာပဲဖြစ်ဖြစ်ဒီရဲ့ဘိုင်းမှာပဲဖြစ်ဖြစ်ပေါ့ကိုပို့ပြီးတော့မှအာယုံစုဆိုင်လို့ရမယ်နေရာမှာထားလိုက်ပါပေါ့နော်စိတ်ကိုထားပြီးပါပေါ့တကယ်လို့ဘိုင်းမှာထားလိုက်မယ်ဆိုလို့ရှိရင်ဝင်လေထွက်လေဝင်တဲ့ချိန်ကျရင်ဘိုက်ကလေးကဖောင်းသွားပြီးထွက်တဲ့ချိန်ကျရင်ပိန်သွားမယ်ပေါ့လေတကယ်လို့နာတီဖျားကိုထားမယ်လို့ဆိုရင်ဝင်တဲ့ချိန်ဆိုရင်နာတီဖျားလေးတွေထွက်သွားပြီးဝင်တဲ့ချိန်ကျရင်နာတီဖျားလေးတွေဝင်လာမယ်ပေါ့အဲ့တော့တခုတည်းကိုအာယုံစိုက်ပါပေါ့နော်အခုနာတီဖျားခဏနေပိုက်အဲ့လိုမလုပ်ပါနဲ့ဒီနေ့တရက်ကိုနာတီဖျားနေလို့ဆိုနာတီဖျားနေထိုင်ကြည့်ပါပေါ့ဒါမှမဟုတ်ရင်1 byte ကထင်ရှားပေါ်နေတူဆိုရင်1 byte ကိုအာယုံစိုက်ပါပေါ့နော်အဓိကတော့စိတ်ကိုအာယုံတစ်ခုမှထားလိုက်တာပါပဲအဲ့လိုလုပ်တဲ့ချိန်ကြရင်လေပထမဆုံးစားထိုင်မဲ့လူတွေအနေနဲ့ကတော့နည်းနည်းခက်ခဲမယ်ပေါ့နော်ဘာလို့ဆိုကိုကအလေးချင်းကရှိမနေတဲ့ခါကြတော့အဲ့ဒါဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်မနည်းနည်းလေးပြောပြမယ်ပေါ့လေဝင်တဲ့ချိန်ကြရင်တော့ကောင်းတင်မတ်တက်ကိုယူသုံးလို့ရတယ်ပေါ့အထောက်အကူအနေနဲ့လေစိတ်ကလေးတခြားနေရာမလွင့်တော့အောင်ဥပမာဆိုခဲ့ရင်ထားလိုက်ပါတော့ဝင်လွေပေါ့ဝင်တဲ့ချိန်ကြတော့ဝင်ဆိုတစ်ချက်ထည့်ပြီးတော့မဟုတ်ဝင်တဲ့ချိန်မှာသူက1 2 3 4ဆိုပြီးတော့အဲ့လိုလေးမှတ်အဲ့ဒါလေးပြီးတော့ပြီဆိုလို့ရှိရင်ခဏအောင်ထားတာပေါ့အသက်အောင်ထားတဲ့ချိန်က1 2 3 4ပေါ့ထုတ်တဲ့အချိန်ကျရင်လည်း1 2 3 4ဆိုအဲ့လိုဖြည်းဖြည်းလေးပြန်ထုတ်ပေါ့အဲ့လို4ဆိုတဲ့နီးလန်းနဲ့တွားချင်လားတချို့ကကြတော့4 8ပေါ့ကျမနဲ့ဆို4 8ကပို့ကြိုက်တယ်အဲ့ဒါပါလဲဆိုရင်ဝင်နာက1 2 3 4အောင်နာတာ1 2 3 4 5 6ခွန်လေးပြန်ထွက်တာ1 2 3 4 5 6ခွန်8ပေါ့4ခွန်8နဲ့လည်းတွားလို့ရတယ်ပေါ့အဲ့တော့ကိုအဆင်ပြေမဲ့နီလန်ကိုယူလို့ရတယ်ပေါ့နော်ကျမကတော့4ခွန်8နဲ့ပဲသွားမယ်အခုအရင်ဆုံးအစမ်းလေးပေါ့နော်လုပ်ကြည့်ရအောင်အစမ်းလုပ်ကြည့်ရအောင်ပေါ့နော်ကိုအဆင်ပြေတဲ့နီလန်နဲ့လုပ်ပါလေးနဲ့လုပ်မလား4ခွန်8နဲ့လုပ်မလားစိတ်ကလေးဘလောက်ကြီးထိဟိုပါပေါ့အာယုံစိုက်နိုင်လဲဆိုတာကိုအချိန်ဘလောက်ကြာအာယုံစိုက်နိုင်တဲ့ချက်တတိထားကြည့်ပါပေါ့နော်ရလားမသိဘူးပေါ့နော်ကျမကတော့လေ1 byte ကပို့ပြီးတော့အာယုံထင်ရှားတယ်တိလား1 2 3 4လို့ဝင်လေလောက်တဲ့အချိန်မှာဆိုရင်ဘိုက်ကလေ1 byte ကနေစပြီးတော့ရင်ကောင်းလောက်ထိသူကဖောင်းသွားတာကိုအာယုံခံစားလို့ရတယ်ပေါ့နော်အဲ့ဒီအချိန်မှာအတက်ကလေးခဏအောင့်ထားလိုက်တယ်ပေါ့လေနဲ့ဒီလေလေးကိုဘိုက်ထဲမှာခဏ keep လုပ်ထားတဲ့သဘောမျိုးပေါ့ပြီးရင်1 2 3 4 5 6 9 10ဆိုဖြည်းချင်းစီပြန်ထုတ်လိုက်တာပေါ့အဲ့ဒီချိန်ကြလို့ရှိရင်1 byte ကလေးကအဲ့ဒီရင်ကောင်းကနေပြီးတော့မှ1 byte ထိကိုယော့သွားတာကိုတတိထားမိတယ်ပေါ့လေအဲ့လိုမျိုးလေးတစ်ချက်လောက်ကြည့်ပါပေါ့ဒါကတော့နောက်တိုင်းကရှာဖွေတွေ့ရှိထားတဲ့နီလန်းနေတဲ့ကနေပြီးတော့မှအများလက်ခံထားတဲ့4ခွန်8ဆိုတဲ့ breathing exercise လို့ပြောလို့ရှိရင် YouTube မှာရိုက်ရှာရင်4ခွန်8ဆိုတာပေါ်လိမ့်မယ်အဲ့ဒီဟာလေးကိုကျွန်မတုံးထားတာပေါ့နော်ကျွန်မကိုဗစ်တုန်းကလည်းဒီရဲ့ breathing exercise လေးကိုစပြီးသိခဲ့တယ်ပေါ့နော်ဒါလေးကကျမအတွက်တော်တော်အထောက်အကူပြုပါတယ်အခုဒီလိုမျိုးတယောက်တည်းပေါ့ခြားနိုင်ငံမှာနေရတဲ့အချိန်မှာလည်းဒီတွေကကျမကိုတော်တော်လေးအထောက်အကူပြုတယ်ပေါ့နော်စာလုပ်လို့တစ်ခုနဲ့တစ်ခု break တိုင်းနာတဲ့အချိန်မှာအိယာထားတဲ့အချိန်မှာပေါ့နော်အဲ့လိုမျိုးအချိန်တွေမှာဒီရဲ့နီလန်းလေးတွေကကျမကိုပြန်ပြီးအထောက်အကူပြုတယ်စိတ်ကလေးကိုငြိမ်သက်သွားစေတယ်ပေါ့လေပြန်လုပ်ကြည့်ရအောင်ပေါ့နော်အဲ့လိုအချိန်မှလေအတွေးလေးတွေဝင်လာလိမ့်မယ်သိလားအဲ့ချိန်ကျရင်တွေးတယ်လို့ပဲတတိထားလိုက်တွေးမိပါလားလို့တတိကတ်လိုက်တာ ਨੇ အဲ့အတွေးကပျောက်သွားတယ်သိလားဘ
ဘာတွေတွေးလဲဆိုတော့ဆက်ဆက်မစင်စားနေတော့တွေးလိုက်တယ်လို့တတိကတ်လိုက်တာနဲ့ဟိုဟာချက်ချင်းစိတ်ကဒီဝင်လေထွက်လေဘက်ကိုပြန်ပြီးတော့မှအာယုံဆိုင်မယ်ပေါ့နော်အဲ့ဘက်ကိုအလေးချင်းပြန်လုပ်ပေးပါတခြားဘက်ကိုလွင့်သွားပြီဆိုတာတိတာနဲ့ငါဒီလိုစိတ်တွေလွင့်ရလေခြင်းဆိုပြီးမှနောင်တလည်းမရနဲ့ဒေါသလည်းမထွက်နဲ့ပေါ့နော်စိတ်တွေလည်းမပြတ်သွားနဲ့ဒါကစိတ်ရဲ့သဘောကအဲ့တိုင်းပဲအဲ့ကြောင့်မြတ်စွာဘုရားရှင်ကစိတ်ဆိုတာတဲ့မြောက်နဲ့တူတယ်လို့ပြောတာအမြဲဘယ်တော့မှငြိမ်ငြိမ်မနေဘူးဒါလေးကိုတိနေပါများသွားလို့ရှိရင်ကိုလိုချင်တဲ့နေရာကိုတဖြည်းဖြည်းနဲ့ဆွဲယူလို့ရတယ်ပေါ့နော်ပြန်လုပ်ကြည့်ရအောင်ပေါ့နော်ဟုတ်ပြီအဲ့ဆိုဒီနေ့ဒီလောက်လေးနဲ့ပဲကျွန်မရက်လိုက်မယ်ပေါ့နော်အဲ့တော့ဒီရဲ့ breathing exercise လေးပေါ့နော်ဟိုတရားအထုတ်တယ်လို့တော့ကျွန်မမသုံးချင်ဘူးအဲ့ထိမရောက်ဘူးပေါ့နော်အဲ့ level ထိမရောက်သေးဘူး breathing exercise level မှာတယ်မယ်ဒါကို relax လုပ်တဲ့အချိန်တိုင်းအသုံးပြုလို့ရပါတယ်ပြောချင်တာကအလုံးမှာပဲဖြစ်ဖြစ်စာလုပ်နေတဲ့ကျောင်းသားတွေပဲဖြစ်ဖြစ်စိတ်အញ្ញံ pressure များနေတဲ့အချိန် stress များနေတဲ့အချိန်မှာပဲဖြစ်ဖြစ်ပေါ့နော်ကိုအနားယူခြင်းနဲ့ဆိုရင်ဒီလိုမျိုးနီးလန်းလေးနဲ့အနားယူလို့ရပါတယ်လို့အခုဟာလူတွေ breathing exercise လေးလုပ်ခြင်းဟာဖြစ်တာတကယ်စစ်မှန်တဲ့အနားယူခြင်းပါလို့ခန္ဓာကိုယ်ရောစိတ်ရောအာအုံနောက်ရောပေါ့နော်အကုန်လုံးကိုအနားပေးလိုက်တာဖြစ်ပါတယ်လို့အဲ့လိုလုပ်လိုက်ပြီဆိုလို့ရှိရင်9မိနစ်လောက်ပဲနာနာ3မိနစ်လောက်ပဲနာနာအဲ့နားလိုက်ခြင်းဟာတကယ်ကိုဘယ်လိုပြောမလဲဖုန်းတစ်လုံးအားကုန်သွားရင်အားဖြည့်လိုက်တယ်လို့မျိုးပဲတကယ်ကိုအားပြတ်ပြေးလာတယ်ပေါ့နော်အဲ့ဒီအချိန်ကြာလို့ရှင်ပြန်ပြီးတော့မှပြန်အသုံးပြုလို့ရတယ်ပေါ့ခန္ဓာကိုယ်ကိုပြန်ပြီးတော့မှအသုံးပြုပြီးတော့မှဟိုကာယစွမ်းအားပဲဖြစ်ဖြစ်ဒီရဲ့ညာနာစွမ်းအားနဲ့အလုပ်လုပ်တူပဲဖြစ်ဖြစ်အကုန်လုံးပြန်ပြီးအလုပ်လုပ်လို့ရပါတယ်လို့ဟိုအဲ့ဒီနီလန်းလေးကိုအသုံးပြုပါလို့အကြံပြုရင်းနဲ့ဒီနေ့ဗီဒီယိုလေးကိုဒီလောက်ပဲရပ်ပြရစေအားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ stress အပေါင်းမှာကင်းဝေးကြပါစေ